Hello မင်္ဂလာပါ 3D အိမ်ဆောက်ကလေးတွေကိုပြောပြပေးမလို့ site ကြီးရဲ့ design လေးပေါ့နော်ဒါလေးကအရင်တော့ကျတော့ site သေးလေးတွေနဲ့အလက်လေးတွေနဲ့အဲ့လို site စုံပေါ့နော်ပြပေးမယ်ဒါအရင်ကထက်တော့ပိုကြီးရဲ့ပုံစံ design လေးကိုပြပေးမှာပါဒီ site လေးကတော့အရင်ကထက်ကိုတော်တော်လေးကြည့်ပါတယ်ကကာလေးလည်းအရင်ကြိုက်မယ်လို့ထင်ပါတယ်အခု site လေးအရင်တိုင်းပြပေးမယ်နော်အလျားအနံပေါ့နော်နှစ်ဖက်စလုံးကိုတေချာလေးတိုင်းပြပေးပါမယ်အခုဆိုရင်6လက်မှာနောက်တစ်ခုက6လက်မှာဆိုတော့နှစ်ပြန်လောက်တောင်ပေါ့နော်ကြီးပါတယ်ပြီးရင်နောက်ထပ်အနံကိုလည်းတိုင်းပြပေးပါမယ်ဒီဆိုင်လေးကတော်တော်လေးကြီးတယ်အားကြောင့်မို့လဲဗီဒီယိုလေးရိုက်ပြပေးရပါတော့ site ကလေးကိုမသိမှဆိုပေါ့နော်ဒီဇိုင်းလေးတွေကလူပုံလေးတွေဆိုတော့လေအရန်လဲလွယ်မယ်လို့ထင်တာအများကြီးကံပါလေကကာတို့တော့ကြိုက်မယ်လို့မျှော်လင့်ပါတယ်ပြီးတော့ဇာကနာအသင့်ပါပြီးသားလေးလည်းဖြစ်တာအတွက်လွယ်ကူကူနဲ့ကတ်လို့ရမှာပါဒီပုံစံလေးတွေကတရုတ်နှစ်ကိုပုံစံလေးပေါ့နော်အဲ့လိုအလားဆင်ရမယ့်ဒီဇိုင်းလေးတွေပါရနိုင်တဲ့ဒီဇိုင်းလေးတွေပြပေးမယ်ဒါကကြတော့နှစ်တကူပုံစံလေးတွေပဲဒါလည်းဒီဇိုင်းလေးတွေကအသစ်လေးတွေပဲပေါ့နော်ရေအတွက်ကနည်းနည်းပဲပါတာဖြစ်လို့မြန်လေးတော့လာမှာပြီနော်အားလုံးကျေးဇူးတင်ပါတယ်